ဒီနေ့မှလည်းပြင်လို့ဆိုပြီးတော့ run လေးတစ်ပွဲတော့ဆော့တယ်ပေါ့နော် run လေးတော့ဆော့ရတာငါတို့ဖက်မက်စမန်တော့ဟာနာဘီမကင်မနဲ့ဟာနာဘီကဘန်တော့ဆိုတော့နည်းနည်းလေးပျော်သွားပါတော့ပျော်နေပဲငါလည်းငါရဲ့ favorite hero ဟာရာဘူဆာကိုထုတ်လာတယ်ပေါ့အားလီပိုင်းမှာပဲရှိတယ်ငါတို့မက်စမန်2K ကိုလေးပိုင်းမှာချလိုက်ပေါ့ပြီးပြန်ထွက်လာတဲ့အချိန်မှာငါဖိစာနေတဲ့အချိန်နာတာလီယာငါ့ကိုလာပြီးတော့တီးရပေါ့နော်တီးတော့ငါတို့မက်စမန်ပဲ AC လေး K ကောက်ပေးလိုက်ဒီလိုနဲ့ပဲငါတို့ကိုလေးလေးပို့အဆင်ပြေတော့ဆိုပြီးတော့ DMD စာကိုထပ်ပြီးတော့တီးမိလိုက်ရပါနော်အချိန်မှာပဲ map ပေါ်မှာ enemy hyper Dyra ကလည်းပေါ်နေဆိုတော့တပ်တယ်လေးကို AC လေးပဲ K လိုက်ရပေါ့ဆိုရာလည်းအောက်လိမ်မှာပတဲတွေဆိုင်တာနာတာလီယာတွင်းနေနဲ့ပြေးလာဆိုတော့ AC လေးပဲ K ကောက်လိုက်ပါတော့ဒီမှာဆိုရင် Dyra ကလည်း damage တော့နည်းနည်းထွက်တဲ့အတိုင်းပဲအရင်မထွက်ဘူးလည်း RD ပိုင်းပြီးတော့တီးပေးလိုက်ပေါ့နော်မဟုတ်ရင်ပြန်သိရောမှဆိုတော့မှာဆိုရင်လည်းငါ item လေးပါလေးကြည့်နေတော့ရှိတယ်ဒီကောင်လည်းငါ့ကိုဆွေပတဲတာဆိုင်တယ်ပေါ့နော်ပတဲတာဆိုင်တော့ဒီကောင်နှစ်ကောင်လုံးပြန်တီးပေးလိုက်တယ်တီးပေးပြီးတော့မှ enemy Xavier နဲ့ Dyra ကဒါပတဲထပ်ဆိုင်နေရပါတော့ဆိုင်ရငါလည်းတွေးတဝက်ကျော်ရှိရဆိုတော့ဒီကောင်လည်းပြီးမယ်ဆိုတော့တက်တီးလိုက်တာဟို RD မှာပွင့်နေတော့ RD ကူတော့ခဏစောင့်နေဆောင်းတော့ Xavier RD နဲ့လန်ထူတယ်ဒီချိန်မှာချင်းလေး show ပြီး RD ကထွက်တော့မယ်ဆိုတော့ငါ share ရင်းနဲ့ဝင်နေပြန်ဘက်ပြီးတော့ပြန်ဝင်ပြီးနှစ်ကောင်လုံးထပ်ပိုင်းပေးလိုက်တော့နော်နှစ်ကောင်လုံး show တော့ပါတယ်အဲနာတာလီအလောက်ကောက်သွားတယ်နော်ဒီမှာဆိုရင်လည်းတတ်တယ်တော့ခါမှဒီကောင်နဲ့မလုပ်တော့ငါပဲလုပ်နဲ့တတ်တယ်လို့လည်းငါပဲရသွားတော့နော်တတ်တယ်လို့နေချိန်မှာနာတာလီကလာပြီးလမ်းလျှောက်ပြနေဆိုတော့နာတာလီကိုဖတ်တီးပြီးလိုက်ပါတော့ခဏမှကိုတီးကောက်သွားလို့ဆိုပြီးတော့ဒီမှာဆိုရင်တို့ကိုလေးမလီစာကရှေ့မကြီးနောက်မကြီးနဲ့တို့ရုံးကလည်း assassin damage ရုံးဆိုတော့ကာဘာလောက်မပေးနိုင်တာတရက်တာနဲ့ဒီကောင်တာဝါလောက်ခိုးနေတော့ဒီကောင်ထပ်တီးထုတ်ပေးလိုက်ပါနော်တို့မလီစာဆိုလဲဒီပွဲတော့တော်လေးကိုပုတ်တယ်ပေါ့နော်ဒီမှာဆိုရင်နောက်တော့လမ်းလျှောက်ပြီးလာနေသူကပဲလမ်းလျှောက်ပြီးလာထပ်ပိုင်းမိတယ်ဆိုထပ်တေသွားပါနော်ဒီမှာဆိုရင်တတ်တာတဲ့ကိုလည်းဒါလောက်တဲ့လူပဲကောင်းမှမရှိဆိုတော့ကျွန်တော်ပဲတတ်တာတဲ့ကိုလည်းထပ်လောက်လိုက်တယ်ပေါ့နော်သူရေခဲချောင်းနဲ့လူရှင်းလာတယ်စစ်တောင်းဒီမှာဆိုရင်ဆိုရာကတော်တော်လေးကောင်းတယ်ပေါ့နော်ဒီဘက်မှာပါတယ်ဆိုတာတီးနေတဲ့အချိန်တည်းမှာဒီကသေပါတယ်မှာကျွန်တော် AC ပြေးကောက်ရုံပဲပေါ့နော်ဒီလေကောက်ပြီးတော့ဆိုတာ enemy အပေါ်လမ်းမှာမပေါ်နေဆိုတော့အပေါ်လမ်းမှာတော့ကန်နေအချိန်မှာနှစ်ကောင်ထိတ်ရလိုက်တယ်ပေါ့နော်မလီစာမကောင်းလို့လားဆိုတော့ဒီနားမှာဆိုမလီစာတစ်ပတ်ပြတာခံရမှာ RD ကောက်ပြန်တယ်ကျွန်တော် RD မလို့နည်းနည်းမရတော့ဘူးလွယ်တည်ရကျွန်တော်လည်းသိသွားတယ်မတ်စမန်ဟာနာဘီမကန်လို့ဆိုပြီးပြောနေရင်ကျွန်တော်တေးသွားတဲ့အချိန်ခဏအတွင်းမှာပဲကျွန်တော်ရဲ့ blue belt ကိုစားပြတဲ့ဒီခွေတာမတ်စမန်နာမည်က YG မြန်မာတဲ့ကျေးဇူးပဲနော်ဒီမှာဆိုလဲကျွန်တော်တေးပြီးပြန်ထွက်လာတဲ့အချိန်မှာ Rebel AC စားနဲ့မလီစားလာပြီးအတေးခံတာပေါ့နော်ကျွန်တော်လည်းတူပြက်တဲ့ damage ရနေတဲ့နာနေဆိုတော့နည်းနည်းတော့လန့်သွားတယ်ဆိုရင်လည်း RD ပိုင်းမိလိုက်တာဒီကောင်ပဲပြန် short တော့ရပါတော့ဒီမှာဆိုရင်ပတဲက Dyra ကျွန်တော်တွင်းနေနေဒီတော့လာဆိုင်နဲ့လာဆိုင် RD လေးလာထိုးတော့ရှောင်းမိလိုက်ရှောင်းပြီးပြန်ဝင်နေအချိန်မှာကျွန်တော် Maxman ပဲဒီကောင်တီးပေးလိုက်တယ်မှာနော်တီးပေးလိုက်တော့ short ပေါ့ဒီမှာဆိုရင်လည်းဆိုတာတန့်ဖောင်နဲ့မာတာဆိုတော့ကျွန်တော် AC လေးခဲဝင်ကောင်းမယ်ဆိုရင်ဝင်လာတာ RD ကဘလို့နိုင်နေမှာထွက်ပေါ့နော်နာတာလီယာရဲ့ spray တွေကြောင့်ဖြစ်နေတယ်မတေးပြီးပြန်ထွက်လာတဲ့အချိန်မှာပဲ Alpha လာတီးတော့ဒီကောင်ထပ်တီးပေးလိုက်ရမှာဒီမှာဆိုရင်လည်းပတဲရက်မသွားမနဲ့လားဆိုရာရောအကုန်လုံး10 5 sign ဆိုတော့ကျွန်တော်တို့ခက်လည်းနိုင်ဖို့ရခိုင်လို့များတယ်ဆိုတော့ကျွန်တော်လည်းတီးရပါတော့တီးတော့ဒီကောင်လေးဖက် white out ပြဖြစ်ပြီးကျွန်တော်က traffic သေးကြီးပါရရှိသွားတယ်နော်ဒီချိန်မှာကျွန်တော်တာဝါချိုးမလို့ပါပဲ free မှာပါတော့ enemy ရဲ့ free တွေကိုပဲမရှင်းခဲ့လိုက်ရပါတော့ enemy free တွေကိုရှင်းပြီးတော့ကျွန်တော်တို့ law လေးပဲတွားယူမယ်ဆိုပြီးတော့ပြန်ပတ်လာခဲ့လိုက်ရတယ်နောက်ဆိုရင်လည်းအကုန်လုံးတင်ရောဒီ first floor ကကျွန်တော်တို့တက်ပဲဖြစ်သွားတော့နော်မန်လည်းလော့ရလာတော့ကျွန်တော်တို့ရပတဲဆိုင်မှာတော့ပတဲဆိုင်တော့ကျွန်တော်အနောက်ဘက်လိုင်းကစီးပြောက်တော့နိုင်တော့ဒီကဖိလစ်တာနဲ့ပြေးသွားဆိုတော့သူတေကိုတေဖြစ်သွားတာပေါ့နော်သူတေကိုတေဖြစ်သွားဆိုတော့ဒီဘွဲကျွန်တော်နိုင်ခင်တာပေဟုတ်မလဲအနီမီဘက်မလီစာအေးကစောင့်ရင်ပြန်ထောင်လာပြီးတော့တီးပေးလိုက်ရပါမယ်ကျွန်တော်ဖတ်တယ်ဒီမှာဆိုရင်လည်းဒါမလီစာတေးနေဆိုတော့ဒီကောင်လေးကအနောက်ဘက်လိုင်းနဲ့တော့နိုင်ရောတော့နိုင်တော့ဒီကောင်လေးစီးတီးပေးလိုက်ရင်ငါတို့မက်ဆမန်ထပ်ပြီးရရှိသွားတယ်ဆိုရင်နောက်ဆုံးကျရင်နာတာလီယာကိုကျွန်တော်ကတီးပေးလိုက်ပြီးတော့အဲဒီကရှောင်းနေတဲ့ပွဲလေးကိုစုံတက်ပေးလိုက်ပေါ့နော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့လည်းအားလုံးပဲချစ်ဆုံးများတင်ပါတယ်ကျွန်တော်ရဲ့ TikTok account နဲ့ Facebook page တွေနဲ့ follow လေးလုပ်ခဲ့ပေးကြဖို့တောင်းဆို